ကောင်လေးတယောက်ဟာရေမြောင်းထဲကို baseball လုံးတစ်လုံးပစ်ချလိုက်မိရာကနေမထင်မှတ်ပဲမြေအောက်ကလူဦးရေမြောက်များနေထိုင်တဲ့နိုင်ငံငယ်လေးတစ်ခုကိုဖျက်ဆီးမိရတာဖြစ်သွားခဲ့တဲ့သူတို့တွေတိတိကျကျတိစောက်ထားတဲ့ရေပေးဝေရေးစနစ်ကြီးတစ်ခုလုံးဟာစက္ကန့်ပိုင်းတွင်မှတင်ပျက်စီးသွားခဲ့ရတာပါဒါတင်မကသေးပါဘူးအဲ့ဒီ baseball လုံးကရေမြောင်းကိုပိတ်ဆို့လိုက်တာကြောင့်မြေအောက်မှာရေကြီးမှုတွေပါဖြစ်ပေါ်စေခဲ့ပါတယ်လူပေါင်းများစွာရေနစ်မုန်းမှန်နေကြရတဲ့ဒီအခြေအနေကိုဖန်တီးခဲ့သူကတော့အာသာဝတ်ဆာဖြစ်ပြီးသူဟာသူ့ရဲ့ယတနာကိုပြန်လည်ရယူဖို့အတွက်အခုလိုလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်အာသာဟာတီထွင်ရတာဝါသနာပါတဲ့သူ့ဖိုးရဲ့အမွေကိုစက္ကန့်ထားသူပါသူဟာဝလုံးတွေကိုပိုက်တွေထည့်ပြီးရေရင်းမြင့်နဲ့ချိတ်ဆက်ကကဘာပေါ်မှာခေါင်းခဲစရာဖြစ်နေတဲ့ငရုတ်တိပင်တွေကိုအချိုးချန်ကြီးတူညီမျှရေလောင်းပေးနိုင်တဲ့ပြဿနာကိုဖြေရှင်းပေးနိုင်ခဲ့တဲ့စိတ်လှုပ်ရှားလို့သူဟာသူ့ခွေးလေးရဲ့ခြေပွားကိုလှုပ်ခါနှုတ်ဆက်ရင်းတနေ့ကျရင်ကဘာကျော်တီထွင်သူအကျော်မော်ကြီးဖြစ်လာစေရမယ်လို့ကြုံးဝခဲ့ပါတယ်ဒါပေမဲ့စိတ်မကောင်းစရာကတော့သူ့ဖိုးဟာလွန်ခဲ့တဲ့3နှစ်ကလေးကလှုပ်ဝက်ဆန်းကျဲစွာနဲ့ပျောက်ဆုံးသွားခဲ့ပြီးစွန်စားခန်းမှတ်တမ်းစာအုပ်တအုပ်ကိုပဲခြံထားခဲ့တာပါထိုစာအုပ်ထဲမှာအဖိုးဖြစ်သူဟာတစ်ချိန်ကလူရှင်မျိုးနွယ်စုကိုကူညီပေးခဲ့ဘူးလို့တန်ဖိုးမဖြစ်နိုင်တဲ့ကြောင့်မြရတနာအိတ်တအိတ်စုလက်အဖြစ်ရရှိခဲ့ကြောင်းရေးသားထားပါတယ်ပြီးတော့အဲ့ဒီလူရှင်မျိုးနွယ်စုရဲ့အိမ်ငါးချင်းတွေဖြစ်တဲ့လူပုမျိုးနွယ်စုဟာလူတော်တစ်ချောင်းစာလောက်ပဲအရွယ်စားရှိတယ်လို့လည်းဆိုပါတယ်ဒါကိုဖတ်ပြီးကလေးကအာသာဟာဒီလိုအမှုမြူနိုင်ငံငယ်လေးအပေါ်အလွန်မင်းစိတ်ဝင်စားသွားခဲ့ရတယ်ဒီနေ့မှာတော့အာသာတယောက်သူ့ခွေးလေးနဲ့ကစားနေတော့အင်ချန်မြေအကျိုးဆောင်တယောက်ရုတ်တရက်ရောက်ရှိလာပါတယ်သူကအာသာအဖွားကိုအပေါင်ဆုံးမဲ့ရက်ကြော်လွန်နေပြီဖြစ်ကြောင်းလာရောက်တတိပေးတာပါအကယ်၍2ရက်အတွင်းပတ်စံမဆက်နိုင်ရင်တော့သူတို့အိမ်ကိုတင်စီတော့မှာဖြစ်ပါတယ်အဲ့ဒီလူဟာမထွက်ခွာခင်မှာအာသာရဲ့အယုတ်ကားလေးကိုတော့ရေမြောင်းနဲ့ကန်ချသွားခဲ့သေးတယ်ဒီအခြေအနေကိုသိလိုက်ရပြီးတဲ့နောက်မှာတော့အာသာဟာအိမ်ကိုကယ်တင်နိုင်ဖို့အတွက်အဖိုးချန်ထားခဲ့တဲ့ကြောင့်မြရတနာအိတ်ကြီးကိုချက်ချင်းတတိယသွားပါတော့တယ်အကယ်၍ဒါအဲ့ဒီယတနာအိတ်ကိုရှာတွေ့ခဲ့ရင်သူတို့ရဲ့ပြဿနာအလုံးပြေလည်သွားမှာပါအဖွားဖြစ်သူကတော့ဒါဟာလုံခြံဖန်တီးထားတဲ့ပုံမြင်တစ်ပုဒ်တက်လို့ပဲထင်ခဲ့ပေမဲ့အာသာကတော့ရာနှုန်းပြည့်အကျွမ်းမဲ့ယုံကြည်နေခဲ့ပါတယ်သူဟာအဖိုးရဲ့မှတ်တမ်းစာအုပ်ကိုအစအဆုံးတိတိကျကျလှမ်းလို့ရှာဖွေခဲ့ပြီးနောက်ဆုံးမှာတော့အရေးကြီးတဲ့တဲလွန်စ်တစ်ခုကိုရှာတွေ့သွားခဲ့တယ်အဲ့ဒီကြောင့်မြရတနာတွေဟာမြေအောက်ကလူပုလေးတွေရဲ့နိုင်ငံမှာမြုပ်နှံထားတာဖြစ်ပြီးဒီနေ့ညတကောင်ရဲ့အချိန်မှာပဲအဲ့ဒီမြေအောက်နိုင်ငံရဲ့တကားမကြီးပွင့်လာတော့မှာပါအာသာဟာသူ့ခွေးလေးရဲ့အကူအညီနဲ့အဖွားရဲ့တောက်စရာတွေကိုအေးဆေးခတ်ပြီးအိမ်မောကျသွားအောင်လုပ်လိုက်တယ်အဲ့ဒီနောက်အဖွားရဲ့တော်တွေကိုခိုးယူကတူလောင်ယုံထဲကနေအဖိုးချန်ထားခဲ့တဲ့အဝေးကြီးမှန်ပြောင်းကြီးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်အဲ့ဒီအချိန်မှာလူရိုင်းတစုဟာသူ့ရှိမောက်မှာရုတ်တရက်ပေါ်လာပါတော့တယ်အဖိုးရဲ့ပုံမြင်တွေကလူရှင်မျိုးနွယ်စုဆိုတာတကယ်ပဲရှိနေကြတာပါမျိုးနွယ်စုကောင်းဆောင်ကမြေအောက်ကဘာကိုတွားနိုင်မဲ့ဝင်ပေါက်တစ်ခုကိုတိစောက်ပြီးအဝေးကြီးမှန်ပြောင်းကိုစတင်အသက်သွင်းလိုက်ပါတယ်သူကအာသာကိုမင်းလိုချင်တဲ့အရာကိုရဖို့ဆိုရင်မြေအောက်နိုင်ငံတွေရဲ့မိစ္ဆာဘရင်ကိုအနိုင်တိုက်ရလိမ့်မယ်လို့ပြောခဲ့တယ်အဲ့ဒီနောက်အာသာဟာညွှန်ကြားချက်အတိုင်းအဝေးကြီးမှန်ပြောင်းကိုချိန်ညှိလိုက်တဲ့အခါမှာတော့လာရောင်တန်းတစ်ခုကအောက်ကိုဖြာကျလာပါတော့တယ်နောက်တစ်စက္ကန့်မှာအာသာရဲ့ခန္ဓာကိုယ်ဟာတရိပ်ရိပ်နဲ့တင်းငယ်ကျုံဝင်သွားခဲ့တယ်အဝေးကြီးမှန်ပြောင်းကြီးကလည်းရုတ်တရက်ပွင့်ထွက်သွားပြီးသူဟာပိုက်လိုင်းတစ်လျှောက်အောက်ကိုလျှော့ကျသွားပါတော့တယ်အဲ့ဒီနေရာမှာသူဟာလူပုနိုင်ငံရဲ့မင်းသားလေးနဲ့ဆုံတွေ့ခဲ့ပြီးမင်းသားလေးကအာသာကိုတော့နဲ့တကားဖွင့်ဖို့အမူအရာပြတိုက်တွန်းခဲ့တယ်အာသာတော့ကိုလှည့်လိုက်တာနဲ့တပြိုင်နက်တန်ပြားကြီးတစ်ပြားဟာဝုန်းကနေပြုတ်ကျလာပါတော့တယ်သူတတိပြန်ဝင်လာတဲ့အချိန်မှာတော့မိမိကိုလူပုလေးတယောက်ရဲ့ရုပ်တွင်ဖြစ်ပြောင်းလဲသွားတာကိုတွေ့လိုက်ရတယ်ဒီလိုနဲ့ပဲအချိန်ကန့်သက်ရှိတဲ့အာသာရဲ့စိတ်ကူးရင်စွန်စားကန်ခီးစဉ်ကြီးဟာစတင်လို့သွားခဲ့ပါပြီကောင်လေးတယောက်ဟာရေမြောင်းထဲကို baseball လုံးတစ်လုံးပစ်ချလိုက်မိရာကနေမထင်မှတ်ပဲမြေအောက်ကလူဦးရေမြောက်များနေထိုင်တဲ့နိုင်ငံငယ်လေးတစ်ခုကိုဖျက်ဆီးမိရတာဖြစ်သွားခဲ့တဲ့သူတို့တွေတိတိကျကျတိစောက်ထားတဲ့ရေပေးဝေရေးစနစ်ကြီးတစ်ခုလုံးဟာစက္ကန့်ပိုင်းတွင်မှတင်ပျက်စီးသွားခဲ့ရတာပါဒါတင်မကသေးပါဘူးအဲ့ဒီ baseball လုံးကရေမြောင်းကိုပိတ်ဆို့လိုက်တာကြောင့်မြေအောက်မှာရေကြီးမှုတွေပါဖြစ်ပေါ်စေခဲ့ပါတယ်လူပေါင်းများစွာရေနစ်မုန်းမှန်နေကြရတဲ့ဒီအခြေအနေကိုဖန်တီးခဲ့သူကတော့အာသာဝတ်ဆာဖြစ်ပြီးသူဟာသူ့ရဲ့ယတနာကိုပြန်လည်ရယူဖို့အတွက်အခုလိုလှုပ်ဆောင်ခဲ့တာဖြစ်ပါ